လောကခတ်သိန်းကိုဖန်ဆင်းတော်မူသောအရှင်မြတ်ဟာကဘာမြေပေါ်မှာကိုယ်စလဲတူထားရှိဖို့အမိန့်ရှိခဲ့ပါတယ်။အဲဒီနောက်ကဘာမြေရဲ့အရက်ရက်ကမြေအညီရောင်မြေအနီနဲ့မြေအနတ်စားတဲ့မြေသားအမျိုးမျိုးကိုစူးစီးပြီးပထမဆုံးသောလူသားအာဒမ်အလိုင်းစလမ်ကိုပုံဖော်ဖန်ဆင်းပြီးဝိညာဉ်တော်ကိုမှုတ်သွင်းလိုက်တဲ့အခါမှာတော့ပထမဆုံးသောလူသားဟာတက်ရှိထင်ရှားဖြစ်လာခဲ့ပါတော့တယ်။အရှင်မြတ်ဟာအာဒမ်အလိုင်းစလမ်ကိုကဘာပေါ်ကအရာခတ်သိန်းရဲ့အမီနာမတွေကိုတင်ကြားပြီးအသိပညာဗဟုသုတကိုချီးမြှင့်နေပါတယ်။အဲဒီနောက်ကောင်းကင်တမန်မလာအိခတွေကိုဖခင်ကြီးအာဒမ်သခင်ကိုအယိုသေးပေးဖို့အမိန့်ရှိခဲ့ပါတယ်။အားလုံးကနာခံခဲ့ကြပေမယ့်အစ်ဘလစ်ဆိုတဲ့မိစကတော့မန်မာနာတက်ပြီးညှင်းဆန်ခဲ့ပါတယ်။အစ်ဘလစ်ကငါ့ကိုမီးနဲ့ဖန်ဆင်းပြီးသူ့ကိုမြေကြီးနဲ့ဖန်ဆင်းထားတာငါကပိုးသားတယ်လို့ဆိုပြီးမန်မာနာထောင်လွှားခဲ့ပါတယ်။ဒီမန်မာနာကြောင့်ပဲသူဟာအရှင်မြတ်ရဲ့မုန်းတဲ့မှုကိုခံရပြီးဂျန်နတ်ဒုက္ခဘုံကနေနှင်ထုတ်ခြင်းခံရခဲ့ပါတယ်။ ပြီးနောက်အာရန်တခင်အတွက်အပေါ်အဖြစ်အရှင်မြတ်ကမိခင်ကြီးဟောဝါတခင်မကိုဖန်ဆင်းပေးခဲ့ပြီးသူတို့နှစ်ဦးကိုဒုက္ခဘုံမှာအေးချမ်းစွာနေထိုင်ခွင့်ပေးခဲ့ပါတယ်။ဂျန်နတ်ဒုက္ခဘုံထဲကအရာအလုံးကိုစားသုံးနိုင်တယ်။ဒါပေမဲ့အပင်ကပင်ရဲ့အနာမကတ်နဲ့အတီကိုလည်းမစားနဲ့လို့အမိန့်ရှိခဲ့ပါတယ်။ဒါပေမဲ့ကလေးစားချေချင်းနဲ့အီဗလစ်ဟာသူတို့နှစ်ဦးကိုလက်စားခဲ့ပါတယ်။သူတို့နှစ်ဦးဟာခနာတာမှားယွင်းသွားခဲ့ပြီးအဲ့ဒီအပင်ရဲ့အတီကိုစားမိခဲ့ကြပါတယ်။မိမိတို့ရဲ့အမားကိုတီးလိုက်တာနဲ့အရှင်မြတ်ထံသာချက်ချင်းဝန်ချတောင်းပန်ခဲ့ပါတယ်။အရှင်မြတ်ကသူတို့ရဲ့တော်ပါအမားဝန်ချတောင်းပန်ခြင်းကိုလက်ခံခဲ့ပြီးမြဲလူသားတို့ရဲ့ကံကြမ္မာအရာကဘာမြေပေါ်မှာပဲနေထိုင်ဖို့အမိန့်ပေးခဲ့ပါတယ်။အာရန်တခင်နဲ့ဟောဝါတခင်မတို့ဟာကဘာမြေရဲ့မတူညီတဲ့နေရာတွေမှာဆင်းသက်ခဲ့ရပြီးနှစ်ပေါင်းများစွာရှာဖွေခဲ့ကြပြီးနောက်ဆုံးမှာတော့အာရဖတ်ကွင်းပြင်မှာပြန်လဲဆုံတွေ့ခဲ့ကြပါတယ်။ဒါဟာလူသားမျိုးနေရဲ့အစဖြစ်တယ်လို့အမားလုမြင်လေမိမိကိုယ်ကိုနောင်တရဖို့နဲ့အရှင်မြတ်ထံပြန်လဲဥလေဖို့သင်ခန်းစာပေးခဲ့တဲ့တမိုင်းတစ်ခုလည်းဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးဟာအာရန်အလိုင်းစလာမ်ရဲ့တာသမီလေးဖြစ်ပြီးကဘာကိုပုံမကောင်းမွန်အောင်တည်ဆောက်ရမယ်တာဝန်ရှိသူတွေပဲဖြစ်ပါတယ်။ တမန်တော်အာရန်နဲ့မိခင်ကြီးဟာဝါတခင်မတို့ဟာကဘာမြေပေါ်မှာအခြေချပြီးနောက်လူသားမျိုးနွယ်ဒီစတင်တိုးကွာလာခဲ့ပါတယ်။သူတို့ရဲ့သားတော်နှစ်ဦးဖြစ်တဲ့ဟာဘီနဲ့ကာဘီတို့ဟာအရွယ်ရောက်လာတဲ့အခါမှာတော့သူတို့ရဲ့ဇယိုက်တွေကတိတိတတာကွဲပြားလာခဲ့ပါတယ်။ဟာဘီကတောချောင်းသားဖြစ်ပြီးစိတ်နှလုံးနူးညံ့သူဖြစ်တယ်လို့ကာဘီကတော့စိုက်ပျိုးဤသမားဖြစ်ပြီးမာမာနကြီးသူတူဖြစ်ပါတယ်။အရှင်မြတ်ရဲ့အမိန့်တော်အရသူတို့နှစ်ဦးဟာမိမိတို့ပိုင်ဆိုင်တဲ့အရာတွေထဲကနေအကောင်းဆုံးကိုအရှင်မြတ်အထက်ပေးလူခဲ့ကြပါတယ်။ဟာဘီကသူ့ရဲ့အကောင်းဆုံးသောတိုးကိုပူဇော်ခဲ့ပြီးကာဘီကတော့မကောင်းတဲ့ကောက်ပဲသီးနှံတွေကိုဒါပူဇော်ခဲ့ပါတယ်။အရှင်မြတ်ဟာဟာဘီရဲ့ပူဇော်မှုကိုလက်ခံခဲ့ပြီးကာဘီရဲ့ပူဇော်မှုကိုတော့ညှင်းပယ်ခဲ့ပါတယ်။ဒါဟာကာဘီရဲ့ယင်းထဲမှာမနာလိုဝင်တိုစိတ်တွေကိုစတင်ပေါက်ဖွားစေခဲ့ပါတော့တယ်။မနာလိုစိတ်တွေဖုံးလွှမ်းသွားတဲ့ကာဘီသာသူ့ရဲ့ညီဖြစ်သူကိုတတ်ဖြစ်ဖို့ကြံစည်ခဲ့ပါတယ်။ဟာဘီကတော့မင်းငါကိုတတ်ရင်လောင်ငါကမင်းကိုပြန်တတ်မှာမဟုတ်ဘူးငါဟာအရှင်မြတ်ကိုကြောက်ရွံ့တယ်လို့ပြန်ပြောခဲ့ပါတယ် ဒါပေမဲ့ကာဘီဟာစာရန်ရဲ့တွေးထိုးမှုကိုမတွန်းလှန်နိုင်ပဲသူ့ရဲ့ညီဖြစ်သူကိုတတ်ဖြတ်လိုက်ပါတယ်ဒါဟာလူသားသမိုင်းမှာပထမဆုံးသောလူသက်တဲ့ရာဇဝတ်မှုကြီးပဲဖြစ်ပါတယ်ညီဖြစ်သူရဲ့ရုပ်အလောင်းကိုဘာလောက်ရမှန်းမသိပဲကာဘီဟာအချင်းအတော်ကြာအောင်ဝေခွဲမရသည့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာအရှင်မြတ်ကကြီးကန်းနှစ်ကောင်ကိုဆေလွတ်ကူတကောင်နဲ့တကောင်ဟာတိုက်ခိုက်ကြပြီးတေဆုံးသွားသောကြီးကန်းကိုမြေကြီးတူးကအခြားကြီးကန်းကောင်ကမြုံနှံပြခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့ကာဘီဟာငါဟာကြီးကန်းလောက်တောင်မစွမ်းဆောင်နိုင်ပါလားလို့ညီးတွားရင်နောင်တကြီးစွာရခဲ့ပါတော့တယ်ဒီသမိုင်းကြောင်းကကျွန်တော်တို့ကိုမနာလိုစိတ်ရဲ့ကြောက်စရာကောင်းပုံကိုသင်ခန်းစာပေးနေပါတယ်လူသားမျိုးနွယ်ရဲ့အစအဦးမှာတည်းဖြစ်ပွားခဲ့တဲ့ဒီဖြစ်ရပ်ဟာငင်းချမ်းမှုနဲ့မနာလိုမှုကြားကတိုက်ပွဲတစ်ခုအဖြစ်ယနေ့တိုင်သမိုင်းမှာကြံရက်နေကြတာခဲ့ပါတယ်အဆုံးထိခိပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ဗျာနောက်ထပ်သမိုင်းကြောင်းတွေသိရဖို့ channel ကို follow ထားဖို့တောင်းဆိုပါတယ်ဗျာ